ကျွန်တော်တို့ page ကိုတကယ်ဝယ်ခြင်းစိတ်ရှိလို့လာမေးတဲ့ customer တွေကိုတကယ်ဝယ်ဖြစ်သွားအောင်ပြန်ထွက်မသွားအောင်ဒီများများမှားနေတဲ့အချက်လေးတစ်ခုကိုတည်ထားရအောင်လို့ကျွန်တော်ဒီ video လေးမှာ share လုပ်ပေးမှာဖြစ်ပါတယ် customer တွေကိုသူတို့ဝယ်ခြင်းစိတ်ရှိတဲ့အခါလာမေးတဲ့အခါဒီမြန်မြန် reply လေးပြန်ပေးဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့တကယ်လို့ကိုလာဒီ reply ချသွားလို့ရှိရင် customer တွေဘက်ကနေပြီးတော့စိတ်ပြတ်သွားတတ်ပါတယ်စိတ်ပြတ်ပြီးတော့မဝယ်ကြတော့ဘောပြန်ထွက်သွားတယ်ပေါ့နော်ဒါလေးကမြင်တောင်ပြောမယ်ဆိုရင်ဒီနေခင်းပိုင်းတော့ပေါ့နော်မဟုတ်စားခြင်းဒီ Facebook ပွင့်နေတဲ့ online shop page တစ်ခုကနေပြီးတော့မဟုတ်လေးသွားမှာတော့ကျွန်တော်တကယ်စားခြင်းလို့ပေါ့နော်သွားမှာတယ်တကယ်လို့ဒါအဆင်ပြေမယ်ဆိုလို့ရှိရင်ကျွန်တော်လက်စားမယ်ကျွန်တော်အိမ်အတွက်လည်းပို့ပြီးတော့ဝယ်မယ်ကျွန်တော်တကယ်ချင်းတွေအတွက်လည်းကျွန်တော်မှားပြီးတော့ကျွေးဖြစ်မှာပေါ့နော်ဒါပေမဲ့ကျွန်တော်သွားမိတဲ့အခါမှာတကယ်အဆင်မပြေဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ဘက်ကနေပြီးတော့ကျွန်တော်မေးတဲ့စာကိုကြည့်အောင်မကြည့်ဘူးနော် page ကိုကြည့်ရတယ်တကယ်အလုပ်လုပ်တဲ့ page ပါကျွန်တော်ညာရေးပိုင်းလည်း run နေတယ်နော်ဒါပေမဲ့ကျွန်တော်သွားမိတဲ့အခါမှာဒီစင်းတော်မပြဘူးနော်ကျွန်တော်စာဖတ်တော်မဖတ်ဘူးအားလို့ကျွန်တော်ဒီမုတ်လေးမှာခြင်းလို့ပါလို့ကျွန်တော်အဲ့လိုမျိုးလေးပဲပြောတာပေါ့နော်သူတို့ဘက်ကအဲ့စာကိုဖတ်တော်မဖတ်ဘူးဆိုတော့ကျွန်တော်အတက်နိုင်ဆုံးကစောင့်ပါတယ်ကျွန်တော်တနားရီလောက်ထိစောင့်တနားရီလောက်ထိစောင့်ပြီးတော့မှသူတို့တွေreply ပြန်မလာတော့ကျွန်တော်လည်းမစောင့်တော့ဘူးအဲ့ page ကိုသွားပြီးတော့ဝင်လိုက်တဲ့အဆင်ပြေသွားတယ်ပေါ့နော်ဒါကကြတော့ကျွန်တော်တို့ဒီ customer တွေကို reply မြန်မပြန်နိုင်လို့ဒါသူတို့ customer တွေအများကြီးဆုံးရှုံးသွားတာပေါ့နော်ကျွန်တော်ကတကယ်လို့ဝယ်စားပြုလို့ကျွန်တော်သဘောကျတယ်ကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်အိမ်အတွက်ကောကျွန်တော်ရဲ့တငယ်ချင်းတွေအတွက်ကောကျွန်တော်ဝယ်ပေးဖို့အတွက်ဆုံးဖြတ်ထားပြီးသားပေါ့နော်ဒီအပြင်ဆိုင်မှာဆိုရင်တော့ customer ကိုစောင့်ခိုင်းမတ်ရပြီးစောင့်ခိုင်းထားတဲ့သဘောပေါ့နော်ဒီလိုအချက်လေးတွေကသေးသေးလေးတွေဆိုပေမဲ့တကယ်အရေးကြီးပါတယ်ပေါ့နော် customer တွေကိုမြန်ဆန်ဆန်နဲ့ဝယ်နိုင်အောင်လုပ်ပေးတာကလေဒါတောင်းတက်စီတဲ့နည်းလမ်းကောင်းတွေချက်တစ်ခုပါပဲအားလုံးမစည်းရအောင်ကြပါစေကျွန်တော်ဒီ video တွေဒီလောက်နဲ့ပဲပြလိုက်ပါရမယ်အားလုံးကျေးဇူးပါ